ကဘာပေါ်မှာအမားလို့ဖို့ခွင့်ရလုံးဝမရှိတဲ့အလုပ်တစ်ခုရှိတယ်။အဲ့ဒါကတော့ထိုင်ဝမ်နိုင်ငံရဲ့အထင်ကရTaipei 101တိုက်ကြီးရဲ့ကြောက်နေရံပေါ်မှာကျိုးမပါပဲတွေ့ကတ်နေတာပါပဲ။အမြင့်ပေ1600ကျော်ရှိပြီးကဘာအမြင့်ဆုံးတိုက်တွေထဲကတစ်ခုပေါ့။လူတွေကဒီတိုက်ပေါ်ကိုတက်လေကားနဲ့တက်ဖို့တောင်ကြောက်နေချိန်မှာလူတစ်ယောက်ကတော့အပြင်ဘက်မှန်နေရံဒီပေါ်မှာတွေ့ကတ်ပြီးလမ်းလျှောက်နေခဲ့တယ်။သူခြေဘဝအောင်မှာမြို့ပြကြီးတစ်ခုလုံးကအယုတ်လေးတွေလိုတင်းငယ်သွားတယ်။လေပြင်းတွေကသူ့ကိုအောက်ပြုတ်ချအောင်တိုက်ခတ်နေပြီမဲ့ Alex ကတော့တင်းငိမ်နေစေပဲ။လူတွေကသူ့ကိုကြည့်ပြီးဒါတက်တေတာပဲလို့ပြောကြတယ်။ဒါပေမဲ့သူ့အတွက်တော့ဒါဟာရှင်သန်ချင်းရဲ့အဓိပ္ပာယ်ဖြစ်နေပြန်ရောလက်ချောင်းလေးတွေကတိုက်ရဲ့အစွန်းအထွတ်လေးတွေကိုမြဲစုပ်ကိုင်ထားတယ်စက္ကန့်ပိုင်းလေးအာယုံလွတ်သွားတာနဲ့ပေတစ်ခန့်600အမြင့်ကနေမြေပြင်းပေါ်ကိုကျဆင်းသွားမှာပါဘေးကကြည့်နေတဲ့သူတွေကအသက်ရှူဖို့တောင်မိတ်နေကြပေမဲ့ Alex ရဲ့မျက်လုံးထဲမှာတော့ကြောက်ရွံ့မှုအရေးအယောင်တော့မရှိဘူးအဲ့ဒီအချိန်မှာသူ့ရဲ့အာယုံစူးစိုင်းမှုကဘလောက်တောင်ပြင်းထန်တယ်လဲဆိုရင်ကဘာပေါ်မှာသူနဲ့အဲ့ဒီ Taipei 101တိုက်ကြီးကကလွယ်လို့ဘာမှမရှိတော့သလိုပဲလူတွေကသူ့ကိုအမြဲမေးလိရှိတယ်မင်းတီမမကြောက်ဘူးလားတဲ့ Alex ကအေးဆေးဆေးပဲပြုံးပြီးပြန်ဖြေခဲ့တယ်ကျွန်တော်ကတေဖူးတက်တာမဟုတ်ဘူးဒီလိုအစွန်းရောက်တဲ့အခြေအနေမျိုးမှာရှိနေတယ်အဲ့ဒီစက္ကန့်ပိုင်းတွေမှာကျွန်တော်ဟာတကယ်ရှင်သန်နေတဲ့ဆိုတာကိုအပြည့်အဝခံစားရလို့တက်တာပါတဲ့ကျွန်တော်တို့တွေကဘေးကင်းလုံခြုံတဲ့နေရာတွေမှာနေရင်းနဲ့ဘဝကိုအလဟတာကုံဆုံးနေကြချိန်မှာသူကတော့တေမင်းရဲ့နှုတ်ခမ်းဝါမှာဘဝရဲ့တန်ဖိုးကိုရှာဖွေနေခဲ့တာပါသူကထိုက်ပေ101တိုက်ကြီးကိုအောင်နိုင်ခဲ့တာမဟုတ်ဘူးသူ့ရဲ့ကြောက်စိတ်ကိုအောင်နိုင်ခဲ့တာဖြစ်ပါတယ်ဒါကြောင့်လူတွေကသူ့ကိုအားပေးနေကြတာပါသူ့တက်နေလားကအုံနဲ့ကွန်ကရစ်တွေကိုလည်းမဟုတ်ပါဘူးလူသားတွေရဲ့မဖြစ်နိုင်ဘူးဆိုတဲ့အကန့်အသတ်တွေကိုပါကြော်ဖြတ်ပြနေလို့ပါပဲလူတွေဘာလို့သူ့ကိုယူယူမှုအားပေးကြတာလဲကဘာပေါ်မှာအမားတစ်ခုဟာတီချင်းနဲ့ရှင်ချင်းကိုတိုက်ရိုက်အဆုံးအဖြတ်ပေးနိုင်တဲ့အခြေအနေမျိုးကိုရင်ဆိုင်ရဲသူနဲပါလို့ပါလူတွေကသူ့ရဲ့ကာယဗလာထက်ကြောက်စိတ်ကိုလုံးဝထိန်းချုပ်ထားနိုင်တဲ့သူ့ရဲ့ mental strength ကိုကြည့်ပြီးအံ့ဩလေးစားကြတာပါသူကနာမည်ကြီးဖို့ထက်သူ့ရဲ့ဝါသနာကိုအစွန်းကုန်ပေးဆက်လုတ်ကင်တာကြောင့်သူ့ရဲ့ရိုးသားမှုကိုလူတွေကသဘောကျကြတာဖြစ်ပါတယ်ဒီနေ့မှာတော့သူဟာTaipei 101တိုက်ကြီးရဲ့ထိတ်ဆုံးမှာရပ်ပြီးတကဘာလုံးကိုတစ်တေပြခဲ့ပြန်ပါပြီ